အားလုံးပဲမင်္ဂလာပါဒါလေးကတော့ကျွန်တော်ရင်းနှီးချောင်းဘက်တော့ပြင်ရိုက်ဖြစ်ခဲ့တဲ့ blog လေးပဲဖြစ်ပါတယ်ခုကတော့ဒါထိုက်လို့ကြည့်ရတယ်ကျွန်တော်မျက်နှာလေးပဲဖြစ်ပါတယ်ခုကတော့ကျွန်တော်တို့ဒီတန်ကိုစီဆိုင်နေမြို့ပြုံစထွက်လာပြီပေါ့နော်ခုတော့တိုးဂိမ်းမှာစီဝေတို့တန်းစီရတို့ပါဒါကတော့ကျွန်တော်ရင်တော့တက်ခဲ့လေ့ပညာတက်တန်းကျောင်းပါခုကတော့တော်တော်မိုက်ပါတယ်ခုကတော့ကားဆရာ CPA တို့တေးဝင်ပေါက်တယ်လို့ပေါ့ဗျာကျွန်တော်ကလည်းမိုက်တယ်လို့ကြိုက်တယ်လို့ဆိုလို့ကျွန်တော်စလိတ်လိတ်ထုတ်တောင်းနေလိုက်ပါတယ်ရှင်နေချောင်းဘက်မရောက်ဖြစ်တာ6နှစ်လောက်ရှိဆိုရင်ပဲကျွန်တော်ရှီစာဟောင်းလေးတက်တော့မြို့ပို့ပြီးတော့လွှမ်းပါတယ်ခုကတော့ကျွန်တော်တို့တောင်းနေဒီနားကိုရှောက်ပြီးပေါ့နော်ဒါကတော့ကျွန်တော်တို့တောင်းနေတံနဲ့ခွဲလို့မရတဲ့တောင်းနေချောင်းပဲဖြစ်ပါတယ်ဒါတော့နောက်ကမြင်ရတဲ့ view ပါအဲ့ပြောတော့ကျွန်တော်ဒီမြို့ရဲရောက်ခဏီမှာနိုးတယ်ပေါ့နော်မြို့ရဲမှာတော့တိတ်တိတ်ဆိတ်ဆိတ်အေးချမ်းချမ်းပါပဲအားလုံးကပြောမလဲအဆင်ပြေပါတယ်ဒါကတော့ကျွန်တော်တို့ရင်နှန်းချောင်းတက္ကသိုလ်ရှေ့ကိုရှောက်ပြီးပေါ့နော်ရှင်နေဆိုင်တော့တော်တော်မိုက်ပါတယ်ခုကကျွန်တော်တို့ကဒီလိုင်းကားနဲ့ပစ္စည်းတင်ပြလိုက်တာဖြစ်လို့ပစ္စည်းလမ်းမှာချပြီးခဏစောင့်နေရပါပေါ်သိမ်းမှာကျွန်တော်တို့ချိုးစိမ်းနေတဲ့ဆန်နေပြီမဲ့ကျွန်တော်တို့ကတစ်စိမ်းမဆန်ရပြီဆိုအားလုံးအဆင်ပြေပါတယ်ဒါလေးကတော့ကျွန်တော်တို့စီစဉ်နေလို့နေရာချရလို့တပုံရိုက်မယ်လို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ရင်နှန်းချောင်းလာရဆိုရင်လည်းခန်းတော့ရန်ကုန်နဲ့ဆန်ပါတယ်ညနေရောက်တော့ကျွန်တော်ဘော်ဒါတယောက်နဲ့စုံဖို့ထွက်လာခဲ့လိုက်တာဘာလို့တေးလေးပညာမိလိုက်တော့မင်းပြုံးနဲ့နည်းနည်းစင်းနဲ့ရေခဲလေးဝေခင်ရှာပြီဆိုလို့ကျွန်တော်ရေခဲတို့တွေဆွဲပြီးတော့အောက်ကိုဆင်းလာခဲ့လိုက်ပါတယ်ခုတော့ကျွန်တော်တငယ်ချင်းလောက်ခေါ်တာဖြစ်ပါတယ်ခုကတော့ကျွန်တော်ဒီတောင်မြင်ရကျေလာပညာကိုကျွန်တော်ဆက်စုနေပါတယ်ဒီနည်းနည်းလေးဝီးရပြောတယ်ပေါ့နော်ဒီဘက်လမ်းလျှောက်မယ်ဆိုရင်မချောင်းဘူးပညာကိုအားချောင်းတာလေးဖြစ်နိုင်ပါတယ်ဒီတော်တော်မိုက်ပါတယ်ခုကတော့ဘယ်လိုပြောမလဲမကွေးနဲ့ဆိုင်တော့ပူလို့ကျေရတော့ဒူတော့ပဲတိုင်းပဲဒီမှာတော့လူရမရှုပ်ဘူးပေါ့နော်ပြီးဆိုင်ကစတန်လေးလည်းရှိတော့ကြတော့ကျွန်တော်တို့ထိုင်တာလေးချင်းကလောက်ရလဲနည်းနည်းတက်တာရဲ့ပညာပေါ့ဗျာဒီမှာတော့အားလုံးကကိုတဲလေးနဲ့ကိုဆိုပေမဲ့ကျွန်တော်တဲလေးကတော့ကျွန်တော်ဖြစ်သွား3နှစ်လောက်ရှိပါပြီစတာပါဒီမှာတော့အားလုံးကအေးစစ်စစ်ချင်းနေကြတဲ့လူတွေများပါတယ်ခုကတော့ကျွန်တော်ဘော်ဒါရင်းနဲ့စုံလုံးချီရပညာရှင်ဖွင့်နေအိမ်ကျွတ်တဲ့ပညာပေါ့ဗျာကျွန်တော်ဆန်းဆက်ကြည့်ရကြိုက်တယ်ကျွန်တော်တို့တော့ကျွန်တော်ရီစားဟောင်းတော့ခဏမိသွားပါတယ်တော်တော်မိုက်ပါတယ်ကျွန်တော်တို့ဒါကတော့ဒီမိုက်တာလို့ကြိုက်တာလို့ဆိုရရင်လည်းကျွန်တော်ချစ်ကွဲလူငယ်ညီလေးတွေပဲထင်ပါတယ်ကျွန်တော်လည်းနည်းနည်းမှောင်လာတော့ဒီမှာလူသိမ့်မရှိတော့ကျွန်တော်လည်းပြန်ခဲ့လိုက်တဲ့ပညာပေါ့ဗျာကျွန်တော်ဒီညကိုတော့ကျွန်တော်ချူချင်းစိုး PK1 ပဲကျွန်တော်ကုန်းဆုံးလိုက်ပါတယ်ခုကတော့အင်္ဂလိပ်ချင်းကိုမြန်မာလိုလိုက်ဆိုနေတယ်ကျွန်တော်လူရဲ့ညီလေးပဲဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ဒီပထမဆုံး blog လေးကိုဆုံးနေအောင်ကြည့်ပေးရလို့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ခင်ဗျာ